ရန်တော်လေးကမြတ်စွာဘုရားလျှောက်ထားတာမြတ်စွာဘုရားယုတ်တရားသည်မမြဲပေါ်ဆွဲလန်းခြင်းကိုပယ်ရမယ်ဖေ။ဝေဒနာသည်မမြဲပါဖေ။အဲ့ဒီမမြဲတဲ့ဝေဒနာရဲ့ပေါ်မှာငါဆွဲခြင်းကိုပယ်ရမယ်ဖေ။တင်ညာသည်မမြဲဘူးဖေ။ပထမမှတ်တာဒီဒုတိယမှတ်တာမဟုတ်တော့ဘူး။မှတ်သားနေတဲ့တင်ညက်ခန္ဓာသည်မမြဲဘူးပေါ်မှာငါဆွဲကိုပယ်ရမှာပါဖေ။စိတ်စောနေတဲ့သင်္ခါရခန္ဓာလှုပ်ဆော်နေတဲ့သင်္ခါရခန္ဓာမမီအောင်တစ်ခုနဲ့တစ်ခုမမီအောင်တစ်စိမ့်နဲ့မမီအောင်လှုပ်ဆော်ပေးနေတဲ့သင်္ခါရခန္ဓာသည်မမြဲပါဗျာအဲ့ဒီမမြဲဘူးပေါ်မှာအစွဲလေးကိုပယ်ရမှာပါဗျာသိနေတဲ့ဝိညာဉ်နဲ့ခန္ဓာသည်မမြဲပါမြတ်စွာဘုရားအဲ့ဒီမမြဲခြင်းပေါ်မှာငါအဖြစ်နဲ့သိမ့်ပန်းနေတဲ့ဒိဋ္ဌိတရားကိုသင်ညက်ပေါ်မှာသင်ညုပါဒာနဲ့ခန္ဓာကိုဒီဥပါဒံအာယုံကိုပယ်ရမှာပါဗျာဆိုဘုရားကတာဓုခေါ်တယ်ဗျာတာဓုကွယ်တို့တာဓုခေါ်တယ်ရန်တို့တဲ့ငါရဲ့သားတော်များငါရဲ့သမီးတော်များဟာအမျော်မြင်ကြီးမားပါပေသကိရိတာပါပါပြီစွာငါဘုရားအကျဉ်းလေးဟောလိုက်သည်ရှိတော့အကျယ်သုံးသပ်တတ်တယ်ရန်တို့ထပ်ပြီးတော့ဘုရားကရူပံအနိစ္စံတိဝေဒနာအနိစ္စံတိသင်ညာသင်္ခါရဝိညာဏအနိစ္စံတိယုတ်ဝေဒနာသင်ညာသင်္ခါရဝိခန္ဓာ၅ပါးတို့သည်ဘယ်ချိန်မှမြဲမြံခြင်းမရှိဘူးဒါကိုမြင်အောင်ကြည့်ပါလိရူပံဘေကဝေအနိစ္စံဇာနာတောပတ္တတောတိရူပံဒီ32ပန်းသောကောဋ္ဌာလာတို့ပင်တိဆောင်တတ်သောဟောဒီခန္ဓာဖောက်ပြန်နေတဲ့တောင်းတင်ညောင်းညကဲကဲပူနေယုတ်ခန္ဓာရူပခန္ဓာယုတ်တရားသည်အနိစ္စံမမြဲသောသဘောဟူ၍ဇာနာတော်လမ်းပြီးတော့မြင်ပါသည်ပတ္တတော်တွေ့ပါစေ။အော်ခန္ဓာကိုယ်ထဲမှာဖောက်ပြန်နေတဲ့သဘောတက်ကိုဉာဏ်နဲ့ကဲပြီးတော့အော်မမြဲတဲ့ခန္ဓာကြီးပါလား။စက္ကန့်နဲ့ဖြစ်ပြီးစက္ကန့်နဲ့ပြည့်ပြနေတဲ့ခန္ဓာကိုယ်ကြီးပါလားလို့ဉာဏ်ဖြင့်တွေးအောင်ကြည့်ပါလေ။ဇာနာတော်ဟံဘိက္ခဝေပတ္တတော်အာသဝနခယဝဒာမိမြင်မဲ့သိမဲ့ဆိုရင်ဒီကဲ့သို့အနိစ္စလက္ခဏာကိုတွေ့မယ်အနိစ္စနုပါဒနာဉာဏ်ကိုဖြစ်မဲ့ဆိုရင်အာသဝတရားကုန်ခန်းမယ်လို့ငါဘုရားဟောတယ်ကွဝေဒနာအနိစ္စံဇာနာတောပတ္တတောအာသဝနခယဝဒာမိဘေကဝေငါရှိတာယံတော်မြတ်တို့ဘေကွရှိတာရှိသည်မြတ်ဝေဒနာအာယုံမှန်သည်မြတ်ခံစားနေတဲ့ဝေဒနာခန္ဓာသည်နာတာကိုခံစားတယ်ကျင်တာကိုခံစားတယ်အောင့်တာခံစားတယ်ရတာကိုခံစားတယ်ပူတာကိုခံစားတယ်အေးတာခံစားတယ်နောက်ပြီးခံစားနေတဲ့စိတ်ခံစားနေတဲ့စိတ်ကဝိညာဉ်နဲ့ခန္ဓာစိတ်ကနာခန္ဓာနော်လမ်းပြီးတော့ဝေဒနာပေါ်မှာခံစားနေတဲ့ခံစားမှုကလေးကနန္တရားနော်အဲ့ဒီခံစားမှုဝေဒနာသည်နန္တရားသည်မြဲသလားမမြဲဘူးလားအဲ့ဒီမမြဲခြင်းပေါ်မှာငါဖြစ်နေသိမ့်ပိုက်မှုကိုပယ်ပါဝေဒနာနဲ့ငါမရောစင်နဲ့ဟုတ်ရဲ့လားလေညာဘိကဝေအနိစ္စံဇာနာတောပတ္တတောအာသဝနခယမဝဒာမိအဲ့ဒီမှတ်သားနေတဲ့သင်ညက်ခန္ဓာသည်မမြဲဘူးအဲ့ဒီမမြဲမှုပေါ်ကိုမမြဲတဲ့သဘောရဲ့လက္ခဏာဓာတ်ကိုမြင်အောင်ကြည့်ပါတွေ့အောင်ကြည့်ပါတွေ့ရင်အာသဝတရားကုန်မယ်လို့ငါဘုရားဟောတယ်ညာလိုက်ပြီနော်သင်္ကာရံဘေကဝေအနိစ္စံဇာနာတောပတ္တတောအာသဝနခယဝဒ္ဓာမိအဲ့ဒီမှတ်သားမှုအမြဲတမ်းပြုပြင်စိတ်ဆော်ပေးနေတဲ့သင်္ခါရခန္ဓာသည်လည်းပဲမမြဲဘူးမမြဲခြင်းလက္ခဏာကိုမမြဲခြင်းရဲ့လက္ခဏာကိုကြည့်ပါမမြဲခြင်းရဲ့လက္ခဏာလေးပေါ်လာပေါ်ဟာသူဖြစ်ပြီးသွားသူပြက်တဲ့လက္ခဏာလေးပေါ်လာပြန်ပြီးပျောက်သွားပြန်ပြီးဖြစ်လာပြန်ပြီးပြက်သွားပြန်ပြီးစက္ကန့်နဲ့တက်ရွာတောင်မွားတက်ဖြိုးတလို့လေးစက္ကန့်နဲ့ဖြစ်ပြစက္ကန့်နဲ့ပြက်ပြနေတာလေးကိုမြင်အောင်ကြည့်ပါမြင်လို့ရှိရင်ငါအစွဲပြုတ်သွားပြီဝိညာဏံဘိကဝေအနိစ္စဒါနတောပတ္တောအာသဝနခယဝဒာမိအဲ့ဒီဝိညာဉ်နဲ့ခန္ဓာအာယုံမှန်သမျှဒီပေါ်မှာသိနေတဲ့ဝိညာဉ်နဲ့ခန္ဓာသည်လည်းပဲမြဲမြံခြင်းမရှိတို့မမြဲခြင်းရဲ့လက္ခဏာဓာတ်ကိုဖြစ်ပြီးပြည့်နေတဲ့ဖြစ်သဘောလက္ခဏာပြည့်သဘောလက္ခဏာဓာတ်ကိုဉာဏ်ထဲမှာမြင်ခဲ့သည်ရှိသောတွေ့သည်ရှိသော
အာသဝနဲ့ကာမသဝဘဝသဝဒိဋ္ဌအဝိဇ္ဇာသဝဆိုတဲ့အာသဝတရား၄ပါးတို့ကုံမဲလို့ခယံကုံရင်ဝအံသင်တို့ဆံငါဘုရားသည်ဝဒမိမိန်တော်မူ၏ဒီအာသဝတရား၄ပါးထဲမှာကာမသဝဘဝသဝဒိဋ္ဌသဝအဝိဇ္ဇာသဝအာသဝ၄ပါးတော့ဒိဋ္ဌသဝပထမဒိဋ္ဌိပြုတ်သွားမယ်ငါဆွဲပြုတ်သွားမယ်ရုပ်ပေါ်မှာငါဆွဲပြုတ်သွားမယ်ပြုတ်မယ်ဝေဒနာပေါ်မှာငါဆွဲလမ်းမှုပြုတ်မယ်မှတ်သားမှုတင်ညာပေါ်မှာငါဆွဲပြုတ်မယ်စိတ်ဆောလှုံ့ဆော်ပေးတဲ့သင်္ခါရပေါ်မှာငါဆွဲပြုတ်မယ်သိမှုဝိညာဉ်နဲ့ခန္ဓာငါဆွဲပြုတ်မယ်အဲ့ဒီခန္ဓာ၅ပါးပေါ်မှာငါဆွဲပြုတ်သွားမယ်ဥပါဒာနဲ့ခန္ဓာ၅ပါးသည်ဒုက္ခသစ္စာနော်သစ္စာ၄ပါးထဲမှာဥပါဒာနဲ့ခန္ဓာ၅ပါးသည်ဘာသစ္စာလဲအေးဒုက္ခသစ္စာဆိုတာရူပဥပါဒနဲ့ခန္ဓာဝေဒနာဥဒဥပါဒနဲ့ခန္ဓာတင်ညာဆိုတာဥပါဒနဲ့ခန္ဓာသင်္ခါရဥပါဒနဲ့ခန္ဓာဝိညာဉ်ဒီလိုဥပါဒနဲ့ခန္ဓာရုပ်ကိုအစွဲလမ်းမှုဝေဒနာတွေတင်ညာသင်္ခါဝိညာဉ်ပေါ်စွဲလမ်းပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးမှာရစ်ပတ်ထမ်းသောအာယုန်နမိတ်သည်ဒုက္ခသစ္စာအဲ့ဒီအာယုန်နမိတ်ပေါ်ငါစွဲနေတာကသမုဒယသစ္စာတဏှာနားလည်ပြီနော်ယယံတဏဘောနောဘောနန္တိတကသဟကတတတရတဏဘိနန္တိကာမတဏဘဝတဏဝိဘဝတဏတဏ၃ပါးကသမုဒယသစ္စာကာမတဏသည်လည်းပဲကာမဂုဏ်အာယုန်တွေပေါ်မှာတက်မဲ့နှစ်သက်ပြီးနေတာလေသမုဒယသစ္စာဘဝတဏတတ္တဒဋ္ဌိနဲ့ရှင်တွဲပြီးဘုံဘဝတွေပေါ်မှာတွေ့တက်ကန့်ကြီးနေတဲ့သဘောကလည်းပဲသမုဒယသစ္စာဝိဘဝတဏဥစ္စေဒဒိဋ္ဌိနဲ့ရှင်တွဲနေတဲ့အစွဲသည်လည်းပဲသမုဒယသစ္စာသမုဒယသစ္စာဆိုတာခင်နေတာကိုခင်တဲ့စိတ်သူတစ်ပါးကိုခိုင်တဲ့စိတ်မိမိငကိုဒုက္ခကိုခင်နေတဲ့စိတ်အပုဒုက္ခတွေပေါ်မှာခင်နေတဲ့စိတ်ခန္ဓာဘွားတွေပေါ်မှာခန္ဓာနဲ့နိစ္စတဲ့အာယုန်တွေပေါ်မှာလမ်းပြီးတော့ခင်နေတဲ့စိတ်အဲ့ဒါဘာလို့ခေါ်တယ်သမုဒယသစ္စာအဲ့ဒီသမုဒယသစ္စာကပ်ပြီးစိတ်မှာကပ်ပြီးဆိုရင်မဆင်းရဲဘူးလားဆင်းရဲပါတယ်ဘုရားကသမုဒယသစ္စေနယေဓမ္မခန္ဓာသိဏသင်္ကိတာအဲ့ဒီသမုဒယသစ္စာစိတ်မှာကပ်ပြီးဆိုရင်ခန္ဓာရတော့မယ်ခန္ဓာပင်မပြီနားလည်ပြီနော်သမုဒယကြောင့်ဒုက္ခဖြစ်တယ်မဟုတ်လားဘာကြောင့်ဘာဖြစ်တာဒီအာယုန်လေးပေါ်ကိုခင်တဲ့စိတ်ဒီသမုဒယသစ္စာခန္ဓာနဲ့နိစ္စတဲ့ခန္ဓာဘွားတွေပေါ်မှာခင်တဲ့စိတ်ဒီသမုဒယသစ္စာအဲ့ဒီသမုဒယသစ္စာခင်မှုတွေများနေမယ်ဆိုရင်မစင်ရဘူးလားစင်ရပါဘူးခင်ရင်ပူရတတ်တယ်လေခင်ရင်ဘာဖြစ်တတ်တယ်အဲ့ဒီတော့ကိုလည်းခင်နေမှာသူတစ်ပေါက်လည်းခင်နေမှာဆိုရင်သမုဒယသစ္စာအဲ့ဒီသမုဒယသစ္စာကရိုးသမုဒယသစ္စာဆိုရင်နေလို့ထိုင်လို့အစဉ်ပြေသေးတယ်လွန်ကဲတဲ့သမုဒယသစ္စာဆိုရင်အိမ်မပျော်တော့ဘူးစားလို့မဝင်တော့ဘူးသူတွေးနေတယ်သူအောင်းမေးနေတယ်သူကိုဆွဲလန်းနေတယ်သူနီးများကောင်းရဲ့လားဘာမှအဖြစ်ရဲ့လဲဘလို့များအစဉ်ပြေလဲတခါတရံကြအိမ်နေနဲ့နဖူးလန်းဆန်းရသေးတယ်နီးများကောင်းရဲ့လားအဲ့လိုမပြောကဲအဲ့ဒါဒီလွန်ကဲတဲ့သမုဒယလို့ခေါ်တယ်ဟုတ်တယ်လားလွန်ကဲတဲ့သမုဒယသည်ကိုယ်နှလုံးသားကိုအမြဲတမ်းဘာဖြစ်စေတတ်တယ်ပူလောင်စေတတ်တယ်နော်ချမ်းသာကြောင်းလားဆင်းရဲကြောင်းလားဆင်းရဲစေတတ်တဲ့ဒီအာယုံကိုဘုရားကဘာလို့ခိုင်းတယ်ပယ်ရမယ်ဘာကိုပယ်ရမယ်ဆင်းရဲကြောင်းတရားကိုပယ်ရမယ်အကြောင်းကိုပယ်ရမယ်နော်အေးအကြောင်းဥပဒံရဲ့အကြောင်းကိုပယ်ရမယ်အစွဲလန်းတဲ့အာယုံတတိလေးကိုပယ်ရမယ်ပယ်ရင်မချမ်းသာဘူးလားမပယ်ရင်ဆင်းရဲတဲ့ပယ်ရင်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကယံတို့တဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးသည်မမြဲဘူးခန္ဓာ၅ပါးပေါ်မှာဆွဲလန်းတဲ့အာယုံမှန်တယ်မြတ်ကိုသင်တို့ပယ်စွန့်သည်ရှိတော်ဒုက္ခသစ္စာမှာမေဃသစ္စာတို့ဖြစ်သွားမယ်ဘာသစ္စာမှာဘာသစ္စာတို့ခန္ဓာကိုယ်ထဲမှာပေါ်နေတဲ့သဘောမှန်တယ်မြတ်ကဒုက္ခသစ္စာပေါ်နေတဲ့ရုပ်ပေါ်ဝေဒနာပေါ်တင်ညာသင်္ခါဝိညာဉ်ပေါ်နေတဲ့သဘောတည်းပေါ်မှာဉာဏ်ကလေးနဲ့